တောင်လူလည်းသမားဦးကြီးတွေအတွက်ရစိုးဒီလေးကျွန်တော်တီးခဲ့ပါဦးမေဗျာမကြည့်ပါဘူးဗျာကဲကိုကြီးဒါလေးကျေးဇူးဆက်ရတန်မိုးရှိရတယ်လို့တချင်းကိုမစိုးချင်ဘူးတီးလို့ကောင်းလို့အဲ့လိုပြောတယ်လေအလင်းဒီမှာထားတာဘယ်ဘတော်လေးမနေနဲ့ခဏလေးပါမကြပါဘူးလို့ပြောနေနေဘာဖြစ်လဲလာပြီမစ်တချင်းကစူတော့မစူရတော့စူကြတယ်တားရအဲ့ဒီတောင်သူလည်းမဦးကြီးတွေပြောဆိုတန်းလာတွေ့လားဟုတ်ပါမရမမဆန်လာသိပြီသားအမတကယ်ယူသွားလိုက်ရောငါရောဟမ်မပေးရဘူးလားအေးရောပေးရောစမတော့မကြောက်ဘူးခဏလေးတောက်ထားတော့ကွာရမလာရွှေကျင်လုံးရနေဖုန်းလုံးကိုလည်းခြေတော်တင်ရွှေကျင်လုံးဆိုတာငါညမတို့မသိရင်ရှင်းပြမယ်ရွှေကျင်လုံးဆိုတာဝါတိတိလေးကိုအဲ့ဒါလေးကိုရွှေသုံးလိုက်တော့သူကရွှေကျင်လုံးနဲ့ကိုယ်ဆောက်တည်တာရှင်းမလို့လည်းမြဲပြပြီးလေးပဲရွှေကျင်လုံးမသိမှဆိုလို့ရှင်းပြတာခါမကြပါဘူးကိုယ်အဲ့တော့ကြတဲ့ညက်ခဲအမေရမလာရွှေကျင်လုံးရင်းနဲ့ဖုန်းလုံးကိုလည်းခြေတော်တင်ဖုန်းလုံးဆိုတာငါညမတွေမသိရင်ရှင်းပြပဲဗျအကိုကြီးကရှင်းပြမယ်ဖုန်းလုံးဆိုတာကဒီနွားနှကောင်မှရာဖုံးရင်ချောင်းဆွဲတဲ့ဟာအဲ့ဒါသိတယ်ရွာလူတွေအကုန်သိတယ်ဘာဆက်ရှင်းတယ်လို့ဒီကလေးမလေးကမျိုးသူတွေဖြစ်ရင်ပြမှာသူကမသိလောက်ဘူးလေအကြီးမသိရွာရဲပါကြီးဆွေဆိုးရမယ်ကျမ်းမဆွေဆိုးကြည့်ဒါလေးမှာတာဘာဖြစ်မအောင်လို့ကဲရမလာရွှေကျင်လုံးရင်းနဲ့ထုံလုံးဝင်ခြေတော်တင်ရမလာတွေကို10ကလောက်ရှိပြီအမေထုံတုံးနဲ့ရမရာခြားခြားလဲနေတယ်80လေးလာပြီဒီမှာဒါလေးမှာစိတ်ဆိုးအော်တမီချစ်စရာလေးလိုက်ပုံမယ်ဒါသမီးလည်းနေရာကြားကြိုက်ပုံမယ်ကိုယ်ခဏမထားအောင်နော်သူ့ဆိုရင်တော့ကလေးအေးပါအဲ့ဒီဘာရတဲ့ချွေးတွေကိုထွက်လို့ပါရမလာချွေးတင်လို့နားလို့ကြတာသဘောကျလားရမလာအေးပါလို့အေးပါရမရာတွေညားလို့လည်းပြောတယ်ရမလာရွှေကျင်လုံးရတဲ့ထုံလုံးကိုလည်းခြေတော်တင်နွားကျန်လို့ရှင်ပြုကင်းကိုဝင်းအဲ့ဒီပြုကင်းလေးရှင်းပြအောင်မယ်ဗျတောင်းကလေးသမားတွေအရင်ဆုံးမျိုးစီလေးဝဲတယ်မင်းအဲ့ဒါအကုန်ရှင်းပြီးမှငါကြားရွက်ပေးမင်းလောလောဆယ်ရှာရှိလဲအောင်ညမရတော့ဇက်တီလာလာပြုကင်းကိုဝင်းပေါင်းငင်ကရွှေပိန်ကြီးကညီးတောင်ဒီမလားငါရှင်းကြမယ်ရွှေပိန်ကြီးဆိုတာလူမဟုတ်ဘူးငါကြမှာငါ့ကိုပြောတာငါ့ဆိုတာလေဒီတော့ဘာရှာရှင်းတယ်ပြောတိကျကိုလူကြီးကြီးသွားပြီဘာရှင်းပြမယ်အာငါလွတ်ချပြမှာဟုတ်တယ်ကိုကလည်းသားစိတ်ဆိုးရပဲငင်းกว่าတော့ဝါတာကျဲကိုတော်မင်းကြီးသူကစိတ်ချတာကျဲကောင်းငင်ကရွှေပင်ကြီးမောခေါ်လို့မိုးဆိုတာညီတာဘောကောင်းသေးတယ်ကလေးကသာသေးတယ်ဟေးပါရစိတ်ဆိုးနေပြီနဲ့တူတယ်မိုးခေါ်လို့စီရွှေစီတီးခဲ့ပါမယ်ဗျာ呀，阿比边呀，阿比边，啊？哦妈！
ကဲကျိုးသားလို့တဲ့ညီကိုတွေစုကြတယ် ချင်းတွေပါလေမေလိုရကလေးနဲ့လဲပြမလားတစ်ထောင်အဲ့တော့ပေးမနေအဲ့တော့ယူလို့ပေးမနေတော့ကဲအဲ့တော့ဒီမှာလေဟေးခဏလေး ပြီးသွားပြီလား ဟေးဟေးတိုင်းကြခဏနေခဏနေကြောင်တော်မလို့နဲ့ကျေးဇူးတင်ပါတယ်မကျေးဇူးတင်ပါတယ်အဘရေအဲ့ဒါခေါ်ရပြီအဲ့ဒီမှာဟဲ့ငါပြောမယ်ငါဆိုတဲ့အတန်လေးနားထောင်ပြီးတော့အောက်စီရွက်တာမြင်းရင်လက်ခုံတန်လေးနဲ့အားပေးလိုက်ပါအဲ့ဒါကြားတဲ့နောက်ကပေါက်စီကိုပေါက်ကျော်ကဆိုးတယ်ဗျဟာဒီကိုပေါက်စီလေးကရွက်လိုက်ပါဦးဗျာပြန်မဲသူတော်ကရုပ်ပါထားတဲ့ကောင်မရင်မောင်ပန်းလိုက်တာမရင် ခဏနေရောငါမရွက်ခင်နဲ့တခါတည်းမေးမှာငါလိုရှာရှည်မာလားရှာမရှိဘူးလားတခါတည်းပြော အဲ့ဒါတော့မေးရမယ်လေငါခံပြီးပြီငါလည်းငါလုံးချင်လို့မှာပေါ့ တချင်းတူလားတချင်းရှင်ဘာတချင်းလို့ပြော စီပဲ စီဆိုတူတူလေးအဲ့ကောင်နဲ့ဟဲ့ဘုံမရမယ်အဲ့ကောင်တချင်း ငါရဲ့လို့မတိုင်းလေးငါဒီဘက်မှာပဲငါနေမယ်ငါရှက်တတ်တယ်နော်မမကြည့်နဲ့နော်ငါရှက်တတ်တယ် ဟော ဒါမင်းရွက်ဖို့ပဲလိုတာမင်းမကြည့်နဲ့တော့မကြည့်ဘူး အဲ့တော့ဒီကနေ့ကျမှတစ်ချက်ကျမှနေကောင်းကောင်းလေးတီးပလိုက်နည်းနည်းတော့လုံတော့ငါမနာမနဲ့ဘောကြီးကိုနေ့ကနေရနေနဲ့တန်ပါတယ်ငါမကယူခင်ရရဲ့နော်အဲ့ကြောင့်မလို့နော်ငါတောင်းမှန်တာပါနေနော်နည်းနည်းတော့လုံနော် ရော ကြီးအကြီးဆိုတော့အငယ်ကိုများမှာပေါ့ သူတီးတာမှတ်လို့ကွာနည်းနည်းနှိမ့်ဆက်ရှိချာ ဟာ ဒီတော့ဘာတွေပြောနေကြ ဟောပေါ့ကျော်မစုကြတယ်ဆိုဆိုကောင်းပါလေလို့အဲ့ဒါပြောတာ ဟုတ်တယ်ငါမကြောက်ဘူးသူတို့မိုင်းနေပြောတာ အဲ့တော့ရေး ပေါ့ကျော် ချက်စ ကဲပါမရမှာ ကဲမကဲစားကြပါတော့ဗျာစားကြပါတော့ဗျာ ဟဲ့တီးကနေကြမှာ အပိုက်ဆော့ပါတေဖို့လာပြင်ပြန်ပေးများကပဲဖယားတရားတပြီးတော့ နင်ဆိုတော့လေငါမငါ့ကိုနေကြည့်တယ်လို့ဖြစ်လာငါရှက်လာရင်တော့နည်းနည်းတော့ ရအဆလိုက်လေ အောင်ရောက်နေကြလားညမေးသေးတော့မယ်အောင်ရောက်နေကြလားအောင်ဒီယာလီအောင်တိတ်နေအောင်နမိတ်ကိုစာ Đây bên này, nhà bên đây là đây bên này ăn tiền ra thằng á, ao nhau mưa sa, tiền ra, နည်းနည်းလုံးလို့မားတာလေးလာ lên tiền ra là, ao đi đi, ao nhiễm mình là, ao nhiễm ပေးတဲ့တဲ့တနာနေပါပြီတော့တော့လို့ကိုမောင်ကျော်ရဲ့လေးလာပြီ đây bà, ao nhiễm mình là, ao nhiễm thà luôn. Ông nhà bà đi ông bà đi là ông nhà đi đó về thế này ai à mình biết gì à bé bây giờ mua mà ခုနကဟာပဲလေအဲ့ဒါမားတာပဲခုနကဟိုမားမယ်ဆိုရေဆွတ်လိုက်တာကျုံတာ 别回光嘛的呢，你老板你娃娃伢呢？俺家的户外有地方要开的，你都家的，叫来请我。 အစားရေစရာစားပါနဲ့ဆိတ်ဆိုးလို့လားနော်ဒါလေးမှာဟိုကိုညီကိုချင်းပါဖြစ်တယ်အဲ့လိုနေစုကြမလို့ရနေငါတို့ပြောမယ်ငါနဲ့နောက်ကကောင်းမလေးတွေကိုနေအစင်ပြောင်းလုပ်ပြီးရင်နေငါအဖေတော့ခေါ်မှာကွာပြက်လုံးမှာတကယ်မဟုတ်ပါဘူးနေနေမိငါကြိုက်ပါမလားနော်နေမိဖွားကြည့်ငါဘာဟုတ်ကြိုက်မှာငါကြိုက်ချင်းကြိုက်မင်းနဲ့မှကြိုက်
ဒီမှာမောင်မောင်ကြီးစားပါအဖေတခုံးခင်တပေါင်းပေးမယ်ငါတော့ကလေးမရင်နဲ့အောင်တယ်ပြီ ဖေတကုတ်ခေါ်တတောင်းမင်းကိုဖေခေါ်တတောင်းရောရလေဟုတ်မယ်လေ နေငါသားတော့ကတိလို့နေနေနေငါသားလေးလားပြပေါ်တယ်လားဟမ်ဒီငါပြတယ်တော့နေဘယ်လိုကြအောင်ကဟုတ်တယ်မလားစမယ်တော့အာဟုတ်တော့အောက်လေဟောင်းတော့လက်ပင်ငါသားလေးချစ်စရာလေးလူကမလေးဟွာလေးအဲ့တော့ဝိတ်ကနေလိုက်တော့တန်းလေး ဖေဖေ ဖေဟိုလားကွာဖေဖေရ ဖေဖေ တန်းတန်း နာလို့ဖေဖေ ဟောငါတို့ဖေဖေတန်းလေး ချာချာ ငါသားလေး အဲ့ဒါပြရမှာနော် တန်းလေး ချာချာ ငါသားလေး ချာချာ မရပါတန်းလေး မပေးရင်တတ်မှာတော့ငါထားတော့ခုမှာနော် တန်းလေး ညာ ဖေဖေရမရအောင်မယ်ငါသားလေးကသူသားလေးတော့ အဲ့ဒါပြရမှာနော်ဖေဖေဥပေါင်းကြီး ဟမ်အဲ့ဒါဖေဖေရဥပေါချီ တော့ရှိ အဲ့ဒါတာမေမေရဘသူတော့ တတမေမေရအဲ့ဒါပြရမှာနော် ဖေဖေနဲ့ကောင်ပါလေ တတမေမေရလင်းလင်း ဟမ်အဲ့ဆိုပေါ့စီနဲ့လင်းလင်းနဲ့က မနေရ မင်္ဂလာလို့ပြောတယ် လမရ ပေါ့စီနဲ့လင်းလင်းနဲ့က လမရ ဘလူးပြောနေအောင်ကလေးရဲ့မတာပေါ်တော့ အာတော့ခဏလေးကြားချအောင်ဘဝကြီးပြတ်တော့ကလေးလေးကြီးဟာ ငါသားလေးစင်ပြေသွားပြီ ဟုတ် ငါသားလေးကိုဘယ်တော့ကျင်တော့ဖေဖေကတချင်းနဲ့မင်းမငါသားလေးကလည်းပြန်ဖြေနော်ကိုတိုင်းရေးစမ်းမယ်ဟေးလက်ကုတ်ကလေးဒီခိုင်းလေးပေါ့ဆိုရမှာဘေကူသမလေးတတ်တာရဲ့ဖေဖေကြီးကိုပြောပါကွယ် KTV ကိုသွားကျင်တယ် ပတ်စံမရှိဘဲနဲ့ KTV ကြတာသွားချင်ကလေးက KTV ကြိုက်လားတဲ့ KTV လည်းမဟုတ်ပြင်းနေရစမ်းမယ်ဟေးဘေကူသမလေးတတ်တာရဲ့ဖေဖေကြီးကိုပြောပါကွယ် ရကဘာကြီးကိုပြင်နေဖေဖေလိုက်ဖို့ခွဲ အာတဘာကြီးကဝင်း ဖေဖေမိန်မပေးဟောနိုင်တော့ကွာဒီလိုဟာ